ငရှင်းကန်နဲ့ပြုတ်ကြပြီးကယ်ပါဦးလို့အော်ဟစ်နေတဲ့ရီစားဟောင်းကိုကျွန်တော်ကကန်းဆက်ကနေလက်ပိုက်ပြီးဘာခံစားချက်မှမရှိပဲအေးဆက်စွာရက်ကြည့်နေခဲ့တယ်။သူ့ယောက်ျားတွန်းတင်ပေးလို့ကုန်းပေါ်ရောက်တဲ့အခါရှောင်းလန်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးချန်အန်းနေတရက်ဆက်တာပဲလို့ဒေါသတကြီးအော်ပြောတော့ကျွန်တော်ကမင်းလောက်တော့မရက်ဆက်ဘူးလို့တင်းငိမ့်စွာပြန်ပြောလိုက်တယ်။ကျန်းရဲကလည်းကျွန်တော်ကိုလက်တီးဆုပ်ပြပြီးချန်အန်းမင်းမှတ်ထားလိုက်မင်းငါ့ကိုစောင့်ကြည့်နေလို့ချင်းချောက်ပြီးရှောင်းလန်ကိုတွဲကဆွဲခေါ်သွားတယ်။သူတို့ထွက်သွားပြီးနောက်ကျွန်တော်ကအလုပ်လုပ်ဖို့စည်ရင်လာပေးကြတဲ့ရွာသားတွေကိုတယောက်ချင်းစီနာမည်မှတ်ပေးခဲ့တယ်။အဲ့ဒီနောက်အဖေတေတန်းစာနဲ့ပေးခဲ့တဲ့ကန်ဟောင်းစုပ်ကိုဗဟိုပြုပြီးဘေးနားကမြေလွတ်ဧက20ကိုငရှင်းကန်တစ်တွေအဖြစ်အားတုံခွန်ဆိုင်တူးဖော်တိဆောက်ခဲ့တယ်။ညဘက်ဆိုရင်တော့တဲအိုလေးတွေကတစ်သားကတင်ပေါ်မှာလှဲရင်အဖေကိုယ်တိုင်ရေးခဲ့တဲ့ငရှင်းမွေးမြူနီစာအုပ်ကိုတေချာဖတ်ရှုလေ့လာခဲ့တယ်။စာအုပ်ထဲကလမ်းညွှန်ချက်တွေအရရွှေရောင်ငရှင်းတွေကအေးမြတဲ့နေရာကိုကြိုက်ပြီးနေအောင်ကြီးကိုကြောက်တဲ့အတွက်ရေပေါ်မှာမော်ပင်တွေကိုတဝက်တိတိဖုံးနေအောင်တေချာစိုက်ပျိုးပေးရတယ်။ကန်ဘေးပက်လယ်မှာလည်းအရေးရအောင်မိုးမခပင်တွေစိုက်ပေးရပြီးကန်အောက်ခြေကရွှွန့်တွေဟာအမဲရောင်ဖြစ်ကနူးညံ့ပေမဲ့ပုတ်ဟောင်းမနေဖို့အရေးကြီးတယ်။ရွှွန့်ကိုခြေထောက်နဲ့နင်းကြည့်ရင်ခြေဖမိုးမြုပ်တဲ့အထိရှိနေရမယ်။ရေကလည်းအမြဲဝင်ထွက်ရှိပြီးအသက်ဝင်နေရမယ့်အပြင်အတိမ်အနက်ကတဖြည်းဖြည်းနဲ့သွားတဲ့ပုံစံမျိုးလုပ်ပေးရတယ်။အထူးစာကျွေးနည်းအနေနဲ့တီကောင်တွေကိုဆင်းနှုတ်ဆင်းပန်းသီးပုတ်တွေနဲ့တမအောင်ရောပြီးဆင်းအိုးကြီးထဲမှာ3ရက်တိတိအချင်းဖောက်တယ်ပြီးမှနွားချေးနဲ့ပြန်လူပြီးကန်နဲ့ပြစ်ချကျွေးတော့ရွှေရောင်ငါးရှင်းတွေကအနံ့ရတာနဲ့အလူရက်လာစားကြတယ်။ကန်ပေါင်း20ကိုတေချာတိဆောက်ပြီးစီးသွားချိန်မှာတော့ရွှေရောင်ငါးရှင်းပေါက်ကောင်းရီ1000ကိုကန်နဲ့လွတ်လိုက်ပြီးကျွန်တော်ရဲ့အောင်မြင်မှုခရီးစဉ်ကိုတရားဝင်စတင်ခဲ့တယ်။တစ်ဖက်မှာတော့အိမ်ကအကိုကြီးနဲ့အကိုလက်တို့ကကျွန်တော်မြေတွေငါးပြီးငါးရှင်းကန်တွေအကြီးအကျယ်လုပ်နေတဲ့တဲ့တင်ကိုကြားသွားကြတယ်။အကိုလက်ကကျွန်တော်အဖေစီကကြောက်စိမ့်ပြားကိုခိုးရောင်းပြီးရင်းနှီးတာဖြစ်မယ်လို့ရုံမာစွာဆွဆွဲတယ်။အကိုကြီးကလည်းအခုချက်ချင်းသွားမလို့သေးပဲသူငါးရှင်းတွေရောင်းရမယ့်အချိန်ရောက်တဲ့အထိစောင့်မယ်အချိန်ကြရင်ဘိုးဘွားပိုင်ပစ္စည်းတွေကိုပြန်သိမ်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငါးရှင်းရောကန်ပါအကုန်သိမ်းမယ်အဖေကိုပြုစုတယ်လို့မျိုးငါတို့အတွက်ငါးရှင်းအလကားမွေးခိုင်းထားလိုက်မယ်လို့ရေမောပြီးပြောဆိုခဲ့ကြတယ်။မျက်စိတမိတ်တွင်းမှာပဲတစ်နှစ်ဆိုတဲ့အချိန်ကာလကုန်လုံးသွားခဲ့ပြီးကျွန်တော်မွေးထားတဲ့ရွှေရောင်ငါးရှင်းတွေကအရန်ကိုကြီးထွားဝဖြိုးလာတယ်။ကုန်တယ်ပွဲစားတွေလာဝယ်ကြပေမဲ့ရွှေရောင်ငါးရှင်းဆိုတာကြီးလေဈေးကောင်းရလိမ့်မှုကျွန်တော်ချက်ချင်းမရောင်းသေးပဲဆက်မွေးထားလိုက်တယ်။လွန်ခဲ့တဲ့6လကဆိုရင်အဖေရဲ့ကန်ဟောင်းထဲမှာရှားပါလာတဲ့အလေးချိန်15ပေတာလောက်ရှိမဲ့ငါးရှင်းဘရင်ကြီးကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပေမဲ့အဖေကန်ဟောင်းရဲ့ယတနာဖြစ်လို့ကျွန်တော်မဖမ်းပဲလွတ်ထားခဲ့တယ်။နောက်တော့ပွဲစားသူထေးအန်ကကျွန်တော်စီကိုယ်တိုင်ရောက်လာပြီးမင်းရဲ့ငါးရှင်းတွေကထိတ်တန်းအဆင့်တွေကြီးပဲငါတပိတ်တာကိုငွေ20နဲ့ဝယ်မဲလို့ဈေးဖြစ်တယ်။သူကပထမဆုံးပိတ်တာ9000မိုးယူမယ်ဆိုပြီးစေရန်ငွေ9000ကိုချက်ချင်းထုတ်ပေးလိုက်တယ်။တထေးပြန်သွားတော့ကျွန်တော်ကကန်ကိုကြည့်ပြီးအဖေပေးခဲ့တဲ့ကန်နဲ့နီးပညာတွေကြောင့်ကျွန်တော်ရဲ့ပထမဆုံးဝင်ငွေကိုရခဲ့ပြီးဒါပေမဲ့ဒါကအစပဲရှိသေးတယ်လို့စိတ်ထဲကနေကျေးဇူးတင်စကားပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲရှောင်းလန်ရဲ့ယောက်ျားကျန်းရဲဟာကျွဲဖမ်းပြီးအိမ်ကပတ်စံတွေအကုန်ကုန်သွားလို့ရှောင်းလန်ကိုအိမ်ပေါ်ကနေဆွဲချပြီးရိုက်နှက်နေတယ်။ဒေါသထွက်နေတဲ့ကျန်းရဲဟာရှောင်းလန်ကိုမိဘအိမ်ကနေပတ်စံသွားတောင်းဖို့နဲ့မရရင်ခြေထောက်တွေရိုက်ချိုးပစ်မယ်လို့ချင်းချောက်ကလမ်းပေါ်ကိုကန်ထုတ်လိုက်တယ်။မျက်နှာမှာပုံးပဲ့တန်ရာတွေနဲ့အိမ်ပြန်ရောက်လာတဲ့ရှောင်းလန်ကိုကြည့်ပြီးသူ့အမေကအခုနင့်ကိုကဲနိုင်တာချန်အန်းတယောက်ပဲရှိတော့တယ်သူကအခုငါရှင်းကန်တထေးဖြစ်နေပြီးဒီနေ့တင်စေရန်ငွေ9000ရထားတယ်လို့ပြောတယ်။ရှောင်းလန်ကတမီးတို့စစ်ဆက်ထားတာကိုဖျက်ခဲ့လို့ချန်အန်းကအခုဆိုတမီးကိုမုန်းနေလောက်ပြီးသူတမီးကိုဘလို့လောက်ကူညီမှလဲလို့ငိုပြီးပြန်ပြောတယ်။သူ့အမေကယောက်ျားတွေကအချင်းကြီးကိုမင်းမရတတ်ဘူးနင်ကသူ့ရှိမှငိုပြီးအကိုအန်းလို့ခေါ်လိုက်ရင်သူစိတ်ပျော့သွားမှာပဲသူသာလက်ခံရင်ကျန်းရဲနဲ့ကွာရှင်းလိုက်တော့လို့တွေးထိုးပေးပြီးအလှပြင်ဖို့အိမ်ထဲပြန်ခေါ်သွားတယ်။ကျွန်တော်ကတော့အဲ့ဒီအချိန်မှာအလုပ်သမားတွေကိုလစာရှင်းပေးနေချိန်ဖြစ်ပြီးဦးလေးရန်ကိုငွေ900ပေးလိုက်တယ်။ဦးလေးရန်ကငွေတွေကိုကိုင်ရင်မင်းကငါတို့ရွာရဲ့ကျေးဇူးရှင်ပဲငါတို့မိသားစုတွေအားလုံးမင်းကိုမိခိုနေရတာလို့ပြောတော့ကျွန်တော်ကဒီလိုပြောစရာမလိုဘူးဒါဦးလေးတို့ပင်ပန်းလှုပ်အားခတွေပဲငါရှင်တွေရောင်းရရင်အားလုံးကိုအနည်းဆုံးစုကြေးငွေ1000စီပေးဦးမှာမို့အားလုံးပတ်စံတွေအများကြီးရဖို့သာစောင့်နေကြတော့လို့ပြောလိုက်တော့ရွာသားတွေအားလုံးအရန်ကိုပျော်ရွှင်သွားကြတယ်အဲ့ဒီအချိန်မှာတေးသေးချာချာအလှပြင်ထားတဲ့ရှောင်းလန်နဲ့သူ့အမေတို့ခြံထဲကိုဝင်လာကြတယ်သူ့အမေကအတင်းပြုံးပြပြီးအန်းလေးအရင်ကမင်းနဲ့ငါသမီးချစ်သူတွေဖြစ်တုန်းကညဘက်တွေလမ်းတူလျှောက်ခဲ့ကြတာမှတ်မိသေးလားငါတော်မင်းကိုကြက်သွန်မြေမုတ်လှုပ်ကြွေးဘူးလေလို့အတိတ်ကိုပြန်ဖော်ပြီးဖားတယ်ကျွန်တော်ကသူတို့ကိုစိတ်သက်စွာကြည့်ပြီးကိစ္စရှိရင်ပြောကျွန်တော်အခုအလုံးများနေတယ်လို့ခက်ပြက်တုံ့ပြန်လိုက်တယ်ရှောင်းလန်ကမျက်ရည်ချူပြီးကိုအန်းညီမမှားသွားတယ်တကယ်တော့ညီမကျန်းရဲ့လိန်နာကိုခံလိုက်ရတာညီမရင်ထဲမှာကိုအန်းပဲအမြဲရှိနေတာညီမကိုနောက်တစ်ခါလောက်အခွင့်အရေးပေးမလားလို့ငိုယိုပြီးတောင်းပန်တယ်ဘေးနားကရွာသူရွာသားတွေကဒီမိသားစုကတကယ်ရှက်မရှိတာပဲအရင်ကသူတို့ဘာသာမောင်းထုတ်ခဲ့ပြီးအခုချမ်းသာလာမှပြန်လာကတ်နေတယ်လို့ဝိုင်းပြောကြတယ်ပြီးတော့ကျွန်တော်ကလွန်ခဲ့တဲ့တစ်နှစ်ကမင်းငါရင်ဘက်ကိုလက်ညှိုးထိုးပြီးလူဆိုတာကိုအဆင့်ကိုသိရတယ်လို့ပြောခဲ့တယ်လေငါရှင်ကန်အစုပ်လေးတစ်ခုနဲ့မင်းကိုယူဖို့တန်လို့လားလို့မေးခဲ့တယ်မဟုတ်လားအခုငါပြန်မေးမယ်ငါကမတန်တာလားမင်းကမတန်တာလားလို့ပြက်တသားပြန်မေးလိုက်တယ်အဲ့ဒီအခါသူ့အမေကဝင်လာပြီးငါတို့လည်းတရွာတဲသားတွေပဲအခုရှောင်းလန်ဒုက္ခရောက်နေလို့ငွေ2000လောက်ချေးပေးစမ်းလို့မျက်နှာပြောင်းတိုက်ပြီးတောင်းပြန်တယ်ကျွန်တော်ကဒီပတ်စံတွေကကျွန်တော်ရောရွာသားတွေပါချွေးထွက်ခံပြီးရှာထားတာခင်ဗျားတို့ကကျွန်တော်ရဲ့ငရှင်ကန်အတွက်ဘာများကူညီပေးဘူးလို့လဲဘာလို့ပတ်စံလာကပေးရမှာလဲလို့ညင်းလိုက်တယ်သူ့အမေကမြေကြီးပေါ်ဒူးထောက်ထိုင်ချလိုက်ပြီးအန်းလေးကချမ်းသာလာတော့မာနာကြီးသွားပြီပဲဆင်းရဲတုန်းကငါမုတ်လို့ကျွေးခဲ့တာတောင်စားခဲ့ပြီးအခုငွေ2000လေးတောင်မချေးတော့ဘူးလို့အုံငိုတယ်ကျွန်တော်ကရှောင်းလန်ကိုစိုက်ကြည့်ပြီးဆေးဆက်တာဖြတ်တုန်းကမင်းပြောခဲ့တာကိုငါမှတ်မိသေးတယ်တန်ရောစင်ကထမင်းစားလို့ရလို့လားငါနဲ့အတူရှုံ့ကန်နေဆင်းပြီးငါရှင်စင်ဖန်ခိုင်းမလို့လားလို့မင်းပြောခဲ့တယ်နော်ငါကကျေးဇူးနဲ့ရန်စကိုရှင်းလင်းခွဲခြားတတ်တဲ့လူမျိုးပဲအခုမင်းကိုပတ်စံရှာဖို့အခွင့်အရေးတစ်ခုပေးမယ်ကန်နေဆင်းပြီးငါရှင်သွားဖမ်းတကောင်ရရင်ငါမှုပေးမယ်အကန့်အသတ်မရှိဘူးလို့ပြောလိုက်တော့ငါမှုဆိုတာတော်တော်တွက်ချေကြိုက်တာပဲလို့ရွာသားတွေကဝိုင်းပြောကြတယ်ကျွန်တော်က3စက္ကန့်ပဲအချိန်ရမယ်ပြောလိုက်တော့ညင်းဖို့ပြင်းနေတဲ့ရှောင်းလန်ကိုသူ့အမေကမြန်သွားအမေလဲလိုက်ခဲ့မယ်ဆိုပြီးကန်ထဲကိုအတင်းဆွဲခေါ်သွားပါတော့တယ်